င်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတော့ Cassie ကွန်ပန်အသုံးပြုနေကြတဲ့သူတွေအတွက်တက်တန်းကုန်သွားတဲ့ ATM ကတ်တွေကိုဘန်သွားစရာမလိုပဲကျွန်တော်တို့ K+ တဲကနေမှာယူလို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးသွားချင်ပါတယ်ပထမအဆင့်အနေနဲ့ K+ တဲကဘန်ကင်းထဲဝင်ပြီးသွားလို့ရှိရင်အောက်နောက်မှာရှိတဲ့ debit card ဆိုတာကိုနှိပ်ရပါမယ်ပြီးရင် issues debit card ဆိုတာကိုပဲထည့်နေပါပြီးရင် apply ကိုနှိပ်ပြီးတော့ next ကိုပဲထည့်နေပါဒီနေရာမှာကျွန်တော်တို့အသုံးပြုမဲ့ cat မျိုးစားကိုရွေးပြရမှာပဲဖြစ်ပါတယ်ကျွန်တော်ကအရင်ကဒီ cat ကိုပဲသုံးလာတာဖြစ်လို့ဒီ cat ကိုပဲကျွန်တော်ထပ်ရွေးလိုက်ပါမယ်ကျွန်တော်အခုဒီ cat ကိုမှာမယ်ဆိုရင် cat ဖို့100ကျတင်မှာဖြစ်ပြီးတော့တစ်နှစ်ကို300ဘတ် cat ဖို့ပေးဆောင်အောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ cat ကိုမှာဖို့တည်ကြပြီဆိုရင်အောက်နားမှာရှိတဲ့ accept ဆိုတဲ့ check box လေးကိုကျွန်တော်တို့ချစ်လိုက်ပါပြီးရင် next ကိုထပ်နှိပ်လိုက်ပါဒီနေရာမှာစာလိုက်ကပို့လာမဲ့လိပ်စာကိုဖြည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကကပ်ဖွင့်တော့ကလိပ်စာနဲ့လက်ရှိလိပ်စာအတူတူပဲဆိုရင်တော့ပြင်စရာမလိုပါဘူးအကယ်၍အကောက်ဖွင့်တာတော့ကလိပ်စာနဲ့လက်ရှိနေတဲ့နေရာမတူတော့ဘူးဆိုရင်ကျွန်တော်တို့ဒီခဲတန်ပုံလေးကိုနှိပ်ပြီးတော့လိပ်စာကိုပြင်ပေးရမှာဖြစ်ပါတယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ next ကိုပဲထပ်နှိပ်ပေးပါဒီနေရာမှာကျွန်တော်တို့ကပ်ဖိုးကိုငွေရှင်းရမယ့်နေရာရောက်ပါပြီစုစုပေါင်း438ဘတ်ကျပါတယ်ပိုးကတော့38ဘတ်ဖြစ်တဲ့အတွက်438ဘတ်ကျတင်တာပါကပ်ဖိုးကိုတော့ကျွန်တော်တို့ရဲ့အကောင့်ထဲကနေနှုတ်သွားမှာပဲဖြစ်ပါတယ်သဘောတူတယ်ဆိုရင်ကျွန်တော်တို့ငွေရှင်းပြီးရတယ်ကျွန်တော်တို့ရဲ့လိပ်စာကို9ရက်အတွင်းမှာဘဏ်ကနေပြီးတော့ကျွန်တော်တို့ကို ATM ကတ်ပေးပို့လာမှာဖြစ်ပါတယ်3ရက်လောက်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်စီကိုစာလိုက်ကနေအခုလိုမျိုးစာအိတ်နဲ့ ATM ကတ်ကိုပေးပို့လာပါတယ်ဒီစာအိတ်ကိုကျွန်တော်ဖောက်ပြီးတော့ဘယ်လို activate ပြုလုပ်ရမလဲဆိုတာကိုဆက်ပြီးပြောပြပေးသွားပါမယ်စာအိတ်ထဲမှာ ATM ကတ်နဲ့အတူအသုံးပြုဖို့လမ်းညွှန်တစ်ခုလည်းပါပါတယ်ကျွန်တော်တို့ ATM ကတ်ကို activate ပြုလုပ်ဖို့အတွက်ကျွန်တော်တို့ပထမကဝင်ခဲ့တဲ့နည်းအတိုင်းပဲဆက်ပြီးဝင်သွားပြီပါဒီနေရာလေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့အောက်နာက my debit card ဆိုတာကိုနှိပ်ရပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ရရှိတဲ့ ATM ကတ်ရဲ့နံပါတ်ကိုမြင်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါ။ပြီးရင် request initial pin ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။ဒီနေရာမှာကျွန်တော်တို့ ATM ကတ်ကနံပါတ်အားလုံးကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ပြီးရင် next ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့ ATM ကတ်ကိုစပြီးအသုံးပြုဖို့အတွက် pin နံပါတ်6လုံးရရှိပါပြီဒီကတ်ကိုကျွန်တော်တို့ ATM ဆက်မှာလည်းအခုပြထားတဲ့ pin နံပါတ်6လုံးနဲ့စပြီးအသုံးပြုလို့ရပါပြီပြီးရင်ကိုလိုချင်တဲ့ pin နံပါတ်6လုံးကိုကြိုက်သလိုပြန်လဲပြောင်းလဲအသုံးပြုလို့ရပါပြီဆုံးတိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေများအတွက်စုံတရာအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်သွားပြကြပါအားလုံးကျေးဇူးတင်ပါတယ်